ဒီဘွားတော်လင်မယားသည်နေပြီးတော့တကုံတပြေချောင်းရွာအဲ့မှာမိသားစုသမင်းဆိုင်ဆိုပြီးတော့ဖွင့်ထားပြီးတော့အရှိမဟန်ပြပြီးမိန်းကလေးတွေကိုမြန်မာမိန်းကလေးတွေကိုယောက်ျားတွေကနဲ့ဆက်ဆံခိုင်းတဲ့ဘာကောင်းအလုပ်ကိုလုပ်နေပါတယ်ပြီးတော့စိတ်မပါလို့မလုပ်ချင်ဘူးပြန်ကျင်တဲ့လူလည်းစိုးတင်းကျပ်ချုပ်ကင်ပြီးတော့ထားပါတယ်အလုံးထားပါတယ်လို့ဒီအလုပ်ကိုအလုံးမလုပ်ပဲစိတ်မပါလို့လုံးမလုပ်တဲ့လူတွေလည်းရိုက်နေပါတယ်လို့ညလည်း3နာရီ4နာရီထိခိုင်းစားပါတယ်မနေ့ဆိုလည်း9နာရီခွဲ10နာရီဆိုထားခိုင်းပါတယ်သမင်းကောင်းဟင်းကောင်းလည်းမကြွေးပါဘူးလို့ပြီးတော့အိမ်ကမိသားစုတို့မိဘတို့ယောက်ျားတို့ရှိရလူတွေလည်းအိမ်မိဘတို့အိမ်ယောက်ျားတို့နဲ့လည်းဆက်သွယ်ခွင့်မပေးပါဘူးလို့အရန်ယုံပါပါတယ်လို့မြန်မာပြည်ထဲမှာနေပြီးလူကုန်ကူလူရောင်းစားတဲ့အလုပ်မျိုးပုံစံဆန်လုပ်နေပါတယ်လို့နေပြီးတော့တက်ကုန်းကဘဘကြီးများတို့အမှန်တရားကိုချစ်မြတ်လို့သူများတို့ဒီတိုင်းပဲလက်ပိုက်ပြီးကြည်နေတော့မှလားလို့နေပြီးတော့အကြီးကဲဖြစ်တဲ့ဘဘကြီးများလဲငွေယူထားလို့လားဒါမှမသိလို့လားလို့ဒီမိမရုပ်ကိုအမြန်ဆုံးဆုံးမပေးကြပါလို့တောင်းဆိုပါရစေလို့အမြန်ဆုံးဆုံးမပေးပါလို့ဒီမိမရုံမကို